အလေးချိန်ပေါင်300ရှိပြီးအဝါလွန်နေတဲ့ဘရင်မကြီးဟာနီလန်ပေါင်းစုံနဲ့ဝိတ်ချပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာအမျိုးသမီးတစ်ယောက်ရောက်လာပြီးဘရင်မကြီးကိုဝိတ်ချပေးနိုင်တယ်လို့အာမခံနေပါတယ်။ဒါပေမဲ့ထူးဆန်းလာကအဲ့ဒီအမျိုးသမီးဟာဘရင်မကြီးကိုအစီအစိမ့်နေပဲတဝကြပြဲချက်ကျွေးခဲ့လို့ဘရင်မကြီးရဲ့ကိုယ်လေးချိန်ဟာပေါင်900အထိထိုးတက်သွားခဲ့ပါတယ်။ဘရင်မကြီးဒေါသအမျက်ချောင်းချောင်းထွက်ပြီးအပြစ်ပေးဖို့ပြေးနေတော့မှပဲအဲ့ဒီအမျိုးသမီးကဘရင်မကြီးရဲ့ဘိုက်ကိုလက်ထီးနဲ့အားပြင်းပြင်းထိုးချလိုက်ပါတယ်။ဘရင်မကြီးတတိမေသွားပြီးပြန်နိုးလာခဲ့ခါမှာတော့ကိုယ်အလေးချိန်ပေါင်လေးကြချက်ချင်းကျသွားပြီးပိန်တွယ်သွားတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့အဲ့ဒီအမျိုးသမီးဟာဘရင်မကြီးကိုစေတနာနဲ့ကူညီတာမဟုတ်ပါဘူး။သူ့ရဲ့ခင်မွန်ဖီသူဟာမင်္ဂလာဦးညမှာတွင်ဘရင်မကြီးကိုဝိတ်ချပေးဖို့အမိန့်ပေးခြင်းခံခဲ့ရပြီးမအောင်မြင်တဲ့အထက်အဖမ်းခံခဲ့ရလို့ဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးဟာစားတောက်ပွဲလျိုဝဲချမ်းကိုဆက်ခံထားတာထက်ပြီးသူ့ခင်မွန်အတွက်ဘရင်မကြီးကိုကလေးစားချေဘူးနန်းတော်တဲ့နီးမျိုးစုံနဲ့ဝင်ရောက်လာတာပါကိုလုံးလှပလာပေမဲ့ဘီယန်မာကြီးရဲ့အရေးပြားတွေဟာတွဲကျနေရကြောင်းအိုစားတဲ့ပုံပေါက်နေပြီးလူတကာရဲ့လှောင်ပြောင်ခြင်းကိုခံရပါတယ်။ဒါကြောင့်အေဂရိစ်မေရဲ့အချစ်ကိုပြန်ရဖို့အတွက်9ရက်အတွင်းနှုတ်ပြအောင်လုပ်ပေးဖို့ထိုအမျိုးသမီးကိုထပ်မံအမိန့်ပေးပါတယ်။အမျိုးသမီးက9ရက်အတွင်းဖြစ်နိုင်ပေမဲ့အစားအစာတွေကအရသာရှိမှမဟုတ်ဘူးလို့အယောင်ဆောင်ဖြို့ဆိုပြီးဘီယန်မာကြီးကိုသူ့ရဲ့လက်ရတွေပဲစားခိုင်းခဲ့ပါတယ်။ရပောင်း9ရက်အကြာမှာတော့ဘီယန်မာကြီးဟာနှုတ်ပြလှပလာတယ်လို့ထင်မှတ်ပြီးအေဂရိစ်မင်းရဲ့အလေးပေးမှုကိုပြန်ရခဲ့ပါတယ်။ဒါပေမဲ့အေဂရိစ်မင်းကမျက်နှာဖုံးကိုဖယ်လိုက်တဲ့အခါမှာတော့ဘီယန်မာကြီးရဲ့မျက်နှာဟာဝက်မျက်နှာအဖြစ်ပြောင်းလဲသွားတာကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပါတော့တယ်